အသက်ချင်း10နှစ်ကျော်ကွာဟာတဲ့ရင်းချက်တည်ငြိမ်တဲ့လုပ်ငန်းရှင်အမျိုးသားကြီးရှန်စုနဲ့တည်ကျွမ်းခဲ့တဲ့3လတာကာလဟာကောင်မလေး BBN အတွက်တော့စိတ်ကူးရင်အိမ်မက်တစ်ခုလိုပါပဲသူကတခြားသူတွေလိုကြောဝါတာမျိုးမရှိပဲလိုလေသေးမရှိအလိုလိုက်ပြီး view site တက်သူပေါ့သူ့ရဲ့ရုံးခန်းထဲမှာအလုပ်ဆင်းမဲ့အချိန်ကိုစောင့်ရတာသူမစကားတွေမနာရန်ပြောနေချိန်မှာပြုံးပြုံးလေးကြည့်နေတတ်တဲ့သူ့ရဲ့ပုံစံတွေက BBN ငယ်ငယ်ကလေးကစိတ်ကူးရင်ခဲရတဲ့အသက်ကြီးရဲ့သူတွေပေါ်ထားရှိတဲ့စံနှုန်းအလုံးနဲ့ကြိုက်ညီနေခဲ့ပါတယ်ဒါပေမဲ့ဒီလိုပြီးပြည့်စုံနေတဲ့ဆက်ဆံရေးမှာကြီးမားတဲ့ဟာကွက်တစ်ခုရှိနေခဲ့တယ်အဲ့ဒါကတော့ဝေဝါးလုံးတဲ့အခြေအနေပါပဲသူငယ်ချင်းဖြစ်သူကသူလိုအပ်တာကစကားနားထောင်ပြီးစိတ်ပိုင်းဆိုင်ရာအဖော်ပြပေးနိုင်မဲ့အိမ်မွေးတွေးဆန်လေးကောင်ပဲနင်ကဘာမို့လို့ကိုထူးခြားတဲ့သူလို့ထင်နေရတာလဲလို့တတိပေးတဲ့အခါ BBN ရင်ထဲမှာတွန်တွဲမှုတွေစတင်လာခဲ့ပါတယ်တကယ်လဲသူက BBN ရဲ့ပြဿနာတွေကိုဖြေရှင်းပေးပြီးခံချက်ကိုအလေးထားပုံရပေမဲ့တကယ်တမ်းတော့ BBN ဘယ်လိုလူလဲဆိုတာကိုသူလုံးဝစိတ်မဝင်စားခဲ့ပါဘူး BBN တီးခွင့်ရတဲ့သူ့အကြောင်းဆိုတာလဲသူအသိပေးခြင်းနဲ့အတိုင်းတာလောက်ပဲရှိခဲ့တာပါသူငယ်ချင်းအစ်စ်တွေနဲ့တွားလည်မယ်လို့ရွယ်ပြီးစာပို့လိုက်ချိန်မှာတော့ပျော်ပျော်ပါးပါးကစားခဲ့ပါဆိုပြီးလုံးဝဂယုမဆိုင်တဲ့သူ့ရဲ့တုတ်ပြန်မှုက BBN ကိုပို့ပြီးစိတ်နာကျင်စေခဲ့ပါတယ်နောက်ဆုံးမှာတော့ဒီမခံနိုင်တော့တဲ့ BBN တယောက်ရှင်ကျမကိုချစ်လားကျမကိုစော့ဖက်ဖို့ရှင်မှာဘာရည်ချင်းရှိလဲလို့စိန်ခေါ်မေးခွန်းထုတ်ခဲ့ပါတယ်အချစ်အကြောင်းပြောဖို့ဆိုတာမိုင်းမဲတဲ့ကိစ္စလို့သတ်မှတ်ထားတဲ့ထိုမျိုးသားကချစ်တယ်လို့နှုတ်ကထွက်ဆိုခဲ့ပေမဲ့ဒါဟာတုံးမထုတ်ချင်ုံတက်တက်ပြောလိုက်တဲ့လူလိန်တယောက်ရဲ့စကားဆိုတာ BBN သိနေခဲ့ပြီးပေးခဲ့တဲ့ပစ္စည်းတွေအကုန်ပြန်ပေးကလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပါတော့ရဲ့သူနဲ့အဆက်အသွယ်ဖြတ်ခဲ့တာ18ရက်ရှိပြီဖြစ်ပေမဲ့အိမ်မက်ထဲအထိတစီလို6လက်နေတော့မှာပဲတခြားယောက်ျားလေးတွေဘလောက်ပဲချင်းကပ်ပါစေသူ့ရဲ့တည်ငြိမ်မှုတွေကိုတော့ဘယ်သူမှမမီနိုင်ခဲ့ကြဘူးဒါပေမဲ့ကံကြမ္မာရဲ့အလှည့်ပြောင်းကတော့အလုပ်ကိစ္စပါတီပွဲကြီးတစ်ခုမှာစောင့်ကြိုနေခဲ့ပါတယ်သူငယ်ချင်းဖြစ်သူမိတ်ဆက်ပေးလိုက်တဲ့အုပ်ကအဆိုသူကတော့ BBN မေးပစ်ဖို့စူးစမ်းနေရတဲ့အဲ့ဒီဦးလေးပဲဖြစ်နေပါတော့ရဲ့ BBN ကတော့သူ့ကိုမြင်တာနဲ့အေးဆက်ဆက်အကြည့်တွေရွဲတဲ့အပြုတ်မှုတွေနဲ့ဦးလေးမိမတာရပါစေလို့တယော်ပြီးထွက်သွားဖို့စူးစမ်းခဲ့ပေမဲ့တကယ်တော့သူကလူပြိုကြီးဖြစ်နေမှန် BBN မသိခဲ့ပါဘူးသူ့ဘက်ကလည်း BBN တယောက်တခြားယောက်သားလေးတယောက်နဲ့ရင်းနီးစကားပြောနေတာကိုမြင်တော့ရင်ထဲမှာမနာလိုစိတ်တွေတောက်လောင်လာခဲ့ရပါတယ်ဒီမခံနိုင်တော့တဲ့အစုံပွဲလယ်မှာတင် BBN ရဲ့လက်ကိုဆွဲခေါ်ပြီးမင်းခုနကငါ့ကိုဘာခေါ်လိုက်တယ်လို့ဒေါသတန်နဲ့စင်ခေါ်ပါတော့တယ် BBN ကလည်းမလျှော့တန်းရုံးကန်ပြီးရှင်ကကျမထက်လူကြီးလည်းမဟုတ်ဘူးလို့အန်တူခဲ့ပေမဲ့သူ့ရဲ့သူပေးနိုင်တာထက်ငါကပိုပေးနိုင်တဲ့ဆိုတဲ့ရင်းချက်တဲ့အချိန်ဝါအောက်မှာ BBN ငြိမ်ကျသွားခဲ့ရပြန်ပါတယ်လမ်းကွဲထားတဲ့အချိန်ကာလဟာတကယ်တော့ထိုမျိုးသားအတွက်လည်းငရဲကြက်နေတယ်လို့ပါပဲတခြားပြီးပြည့်စုံတဲ့အမျိုးသမီးတစ်ယောက်ကချင်းကပ်ပြီးအင်ကိုဖိတ်ခေါ်တာတောင်သူလုံးဝစိတ်မဝင်စားပဲတွန်းဖယ်ခဲ့မိတဲ့အထိပါပဲနောက်ဘက်ကားမောင်းရင်းမှန်တဲ့ကြည့်လိုက်တိုင်းရုံးခန်းထဲမှာအလုပ်လုပ်ရင်းငေးမွန်းလိုက်တိုင်းသူ့စိတ်အာယုံထဲမှာ BBN ရဲ့ပုံရိပ်တွေပဲကြီးစိုးနေခဲ့တာ BBN ခြံထားခဲ့တဲ့တောက်ဖိနက်လေးကိုကြည့်ပြီးနှမျောတော့တဖြစ်နေခဲ့ရတာပေါ့ဥက္ကဋ္ဌကြီးရှန်စုတယောက် BBN ရဲ့အိမ်ရှိထိကားမောင်းလာခဲ့မိပြန်တယ်သူမကြိုက်တဲ့ကိမွန်းဆန်လေးကိုဖြတ်လာမိတော့ဝယ်လာခဲ့မိတဲ့ကိမွန်းဘူးလေးရဲ့သူမခြံထားခဲ့တဲ့တောက်ဖိနက်လေးရဲ့ကိုဘေးမှာတင်ပြီးစာရီရေးလိုက်ဖြတ်လိုက်တဲ့အကြီးကျယ်တွန်တွဲနေခဲ့ရပါတယ်တကယ်တော့အဲ့ဒီအချိန်မှာ BBN ကကြတင်းပေါက်ကနေသူ့ကိုလန့်ကြည့်ပြီးဖုန်းခေါ်လာမလားလို့မျှော်လင့်နေခဲ့ပေမဲ့ကားလေးကမောင်းထွက်သွားတာကိုမြင်လိုက်ရတဲ့အခါ BBN ရင်ထဲမှာစစ်ပြအားငယ်မှုတွေနဲ့အတူမျက်ရည်တွေဝဲလာခဲ့ရုံကလွဲလို့ဘာမှမတက်နိုင်ခဲ့ပါဘူးနောက်ရက်အလုပ်ကိစ္စပွဲတစ်ခုမှာတော့ဥက္ကဋ္ဌကြီးရှန်စုတယောက် BBN ကိုမမျှော်လင့်ပဲပြန်တွေ့ခဲ့ရပြန်ပါတယ်အဲ့ဒီပွဲမှာ BBN ကတခြားယောက်သားလေးတယောက်နဲ့အရန်ကိုရင်းနှီးရှိနေပြီးအဲ့ဒီကောင်လေးက BBN ရဲ့စံပင်လေးတွေကိုတက်တင်ပေးနေတာကိုမြင်လိုက်ရတဲ့အခါတည်ငြိမ်လာပါတယ်ဆိုတဲ့ဥက္ကဋ္ဌကြီးတယောက်မျက်မှောင်ကြီးကျုပ်ပြီးမျက်လုံးထဲမှာမနာလိုစိတ်တွေတောက်လောင်လာပါတော့တယ်ဘေးကသူငယ်ချင်းကသွားနှုတ်ဆက်ဖို့တိုက်တွန်းတာကိုတောင်အရှုံးပေးခြင်းနဲ့မာနာကြောင့်မသွားဘူးလို့ညင်းခဲ့ပေမဲ့သူ့ရဲ့အကြည့်တွေကတော့ BBN စီကနေလုံးဝလွဲလို့မရခဲ့ပါဘူးမာနာတွေတင်းခံပြီးဝေးကွာနေခဲ့ကြပေမဲ့ဥက္ကဋ္ဌကြီးရှန်စုတယောက် BBN ကိုတခြားကောင်လေးတယောက်နဲ့မြင်လိုက်ရတဲ့ညမှာပဲသူ့ရဲ့နှလုံးသားကိုဘလို့မှထိန်းချုပ်လို့မရတော့ပဲအမူးလွန်ပြီး BBN ရဲ့အိမ်တကားဝတ်ထိရောက်လာခဲ့ပါတော့တယ်ညနေတန်းခေါင်တကားခောက်တန်ကြောင့် BBN ဖွင့်ကြည့်လိုက်တဲ့အခါအင်ဂျီကျယ်သီးတွေပြုတ်ပြီးခါတိုင်းလိုတည်ငြိမ်မှုမရှိတော့ပဲမူးရည်တွေဝင်နေတဲ့ဥက္ကဋ္ဌကြီးကိုတွေးလိုက်ရလို့သူမအရန်သွားခဲ့ရတယ်တကားကိုမိပြီးအသက်ရှူတန်ပြင်းပြင်းနဲ့သူပထမဆုံးပြောလိုက်တဲ့စကားကတော့အဲ့ဒီကောင်နဲ့စံပတ်သက်ပါနဲ့တော့တဲ့သူမဘက်ကလည်းအရှုံးပေးပဲကျမဘသူနဲ့တွဲရှင့်အပူပါသလားလို့ကြက်သားမေကွန်းထိုးလိုက်တဲ့အခါမာနာကြီးလာပါတယ်ဆိုတဲ့ဥက္ကဋ္ဌကြီးရှန်စုတယောက်ဒူးထောက်ရှုံးပေးတယ်လို့မျိုး BBN ရဲ့ပခုံးပေါ်ခေါင်းလေးမိတ်ချက်လိုက်ပြီးတိုးညင်းတဲ့အတန်လေးနဲ့ရင်ဖွင့်ရှာပါတယ်ငါမင်းအပေါ်မကောင်းလို့လားမင်းလိုချင်တာမှန်သမျှငါအကုန်ထိဆေးပေးခဲ့တာပဲမဟုတ်လားဆိုပြီးကလေးတယောက်လိုစိတ်ကောက်ပြီးမင်းနေခဲ့မိတာပေါ့ငွေကြေးနဲ့အရှိန်ဝါကလွဲလို့ဘာမှမပေးတတ်တဲ့ဒူတေးကြီးတယောက်တကယ်တမ်း BBN လိုချင်နေတာကအဆင့်တန်းတွေမဟုတ်ပဲသူ့ရဲ့စစ်မှန်တဲ့အချက်နဲ့ဂရုစိုက်မှုဆိုတာကိုအခုမှပဲနားလည်သွားပုံရပါတယ်မာနန်တိုင်းကြီးပြိုလဲသွားတဲ့ဒီနာမှာတော့သူတို့နှစ်ယောက်ကြားကဝေဝါးခဲ့တဲ့ဆက်ဆံရေးဟာအမှုပြေတဲ့အခါစစ်မှန်တဲ့အချက်တစ်ခုအဖြစ်ပြောင်းလဲသွားမလားဆိုတာကတော့